အားလုံးပဲမင်္ဂလာပါဒီကနေ့လေ့လာကြည့်မယ့်အကြောင်းအရာကတော့ AI လို့ခေါ်တဲ့ဉာဏ်ရည်တူနည်းပညာအမေရိကန်အလုပ်သမားဈေးဝယ်ကိုဘယ်လိုမျိုးအခြေခံကစားပြီးပြောင်းလဲပစ်နေတယ်လဲဆိုတာပါပဲတကယ့်ကိုစိတ်ဝင်စားစရာကောင်းတာပါ AI ကြောင့်တစ်ဖက်မှာကာယလောက်သားတဲ့အတွက်အခွင့်အလမ်းတည်တင်နေအသက်မွေးဝမ်းကြောင်းလေကထက်အသက်တစ်ခုပေါ်လာနေပြီးအခြားတစ်ဖက်မှာကျတော့တမယုတ်ချရုံဝင်ထန်းတဲ့အောက်ချီစင်အလုတ်ကိုင်းနေဖေရှားခံနေရတာပါပဲကဲဒီအပြောင်းလဲကြည့်ဘယ်လိုပုံစံနဲ့ဖြစ်ပေါ်နေတယ်လဲဆိုတာကိုကျွန်တော်တို့အတူတူကြည့်လိုက်ကြရအောင်ဒီစကားလေးကိုအရင်ဆုံးနားထောင်ကြည့်စေချင်ပါလားအပေါ်ရောက်သွားရင်ကောင်းဝိုင်တရားလို့ခံစားရတယ်တဲ့ဒါကအသက်24နှစ်အရွယ်ကိုင်ဆန်ကုတ်ဆိုတဲ့လူငယ်လေးစကားပါသူကနေ့စဉ်ယာလီဥဒိုအချင်းနေမျိုးစုံကိုအန်တူပြီးဘေး25ရှင်မဟုတ်ပါဘူး25ပေမြင့်ရှိတဲ့တယ်လီဖုန်းတိုင်နေပေါ်တက်ပြီးအသက်မွေးဝမ်းကြောင်းပြနေသူတူခင်ပါတယ်ဇီယိုပြောလိုက်လို့သူကခင်မီအနီပညာစီးပွားရေးလောကနဲ့အလန်းဝေးနေလို့ထင်ထောနိုင်ပါတယ်လုံးဝမဟုတ်ပါဘူးတကယ်တမ်းမှသူဟာအခုခေတ်စားနေတဲ့ AI နည်းပညာကြီးဖွံ့ဖြိုးတိုးတက်ဖို့အတွက်မရှိမဖြစ်လိုအပ်တဲ့ Fiber ကွန်ရက်တွေကိုကိုယ်တိုင်ကိုယ်ကြားတိဆော့ပေးနေတဲ့အဓိကကြောရိုးတစ်ခုဖြစ်နေတာပါတယ်လီဖုန်းတိုင်ကနေအိမ်ကအင်တာနက်ဆက်တွေစီကို Fiber ကြိုးတွေတွဲတန်းပေးခြင်းအပြင် AI တလန်ကြီးကိုလက်တွေ့အကောင့်ထဲပေါ်ပေးနေသူဖြစ်ပါတယ်ဒီတော့အပိုင်းကမျိုးဆက်သစ် AI ကောင်းဝိုင်များဆိုတဲ့ခေါင်းစဉ်အောက်ကနေဒီလိုအေးကြီးတဲ့အခြေခံအဆောက်အုံပိုင်းဆိုင်ရာလုပ်တွေကိုဘလို့လူတွေလုတ်ကင်နေကြတယ်လဲဆိုတာဆက်ကြည့်ကြရအောင်3.89ဆိုတဲ့ဒီကနန်းလေးကိုစဉ်းစားစီပါဒါဟာကောဆန်ရဲ့အထက်တန်းကျောင်းအမတ်ဆိုင်ရင် GPA ဖြစ်ပါတယ်ပညာရေးမှာအားနည်းတဲ့သူတွေမှာသာဒီလိုလက်မှုလုပ်ငန်းတွေကိုလုပ်ကြတယ်ဆိုတဲ့ခေတ်နောက်ကျနေတဲ့အယူအဆဟောင်းကြီးကအခုတော့လုံးဝကိုခြေဖြတ်ခံလိုက်ရပါပြီသူကပညာရေးမှာထူးချွန်မြင်မဲ့လေရုံခန့်တယ်မှာအလုပ်လုပ်ရတာထက်လက်တွေ့ကြအပြစ်မှာအလုပ်လုပ်ရတာကိုသဘောကျလို့ရွေးချယ်ခဲ့တာပါဟုတ်ပါပြီအပိုင်းနဲ့ AI အခြေခံအဆောက်အုံကိုတိဆောက်ခြင်းဆိုတဲ့အကြောင်းအရာကိုဆက်သွားလိုက်ကြအောင် AI နည်းပညာကြီးဖွံ့ဖြိုးလာတာနဲ့အမျှရုပ်ပိုင်းဆိုင်ရာအခြေခံအဆောက်အုံတွေတိဆောက်မှုကလည်းစီးပွားရေးဆိုင်ရာအတိုင်းအတာအရဘယ်လောက်အထိကြီးမားလာတယ်လဲဆိုတာစိတ်ဝင်စားစရာပါ AT&T Community အလောက်ခေါ်ယူမှုအခြေအနေကိုကြည့်လိုက်ရင်တကယ်ကိုရှင်းလင်းပြတ်သားပါတယ်လွန်ခဲ့တဲ့3နှစ်အတွင်းမှာတင်ဒီပညာရှင်1000အထိခန့်ခဲ့ပြီးဒီနေ့မှလည်းနောက်ထပ်3000ထပ်မံခန့်ဖို့ရှိနေပါတယ် data center အသစ်တွေပေါ်လာတာနဲ့မြန် data တွေကိုတည်ယူပို့ဆောင်ပေးမဲ့ fiber connect တွေအများကြီးလိုလာတာကိုဒါက AI ခေတ်တဲ့ရုပ်ပိုင်းဆိုင်ရာတော့လိုအပ်ချက်ဘယ်လောက်ကြီးမားနေတယ်လဲဆိုတာကိုမိမောင်းထုတ်ပြန်နေတာပါပဲပြီးတော့သုံးစားခွန်ခန့်ထန်တယ်ဆိုတဲ့အရေးအတွက်ဒါနေတဲ့ကင်းကနမ်းမဟုတ်ပါဘူးဒီနေ့ကျွင်းတနိုင်နာလုံးအတိုင်းအတာနဲ့ဆောက်လုပ်ရေးကန့်တာမှာလိုအပ်နေတဲ့လောက်သားအရေးအတွက်ပြက်လက်မှုကိုပြနေတာပါအထူးသဖြင့် data center အသစ်တွေအတွက်ရက်စစ်မီကြိုးတွေအတိအကျစက်တန်းဖို့ဆိုရင်ကျွမ်းကျင်ရက်စစ်ပညာရှင်တွေအလွန်မဲကိုလိုအပ်နေတာဖြစ်ပါတယ် AND ရဲ့အမှုဆောင်အရာရှိချုပ်ဂျွန်စတန်ကီကအခုလိုပြောခဲ့ပူပါတယ်အမေရိကန်ပြည်ထောင်စုမှာဒီလိုကျွမ်းကျင်သူတွေကိုတစ်ပင်ကလေးနဲ့ခူးဆွလို့ရနေရမှာမဟုတ်တာတဲ့ကွက်တီပါပဲလုံဝိုင်းနေတကယ်လိုအပ်နေတဲ့ကျွမ်းကျင်မှုနဲ့လက်ရှိအလုပ်သမားဈေးကွက်အတွင်းကရရှိနိုင်တဲ့လောက်တိုင်းအရာအကြမှာကွာချက်ကတော်တော်လေးကိုကြီးမားနေပါတယ်အခုဆိုရင်ဝင်ငွေကောင်းပြီးအလောက်ကိုင်းအခွင့်လန်းတွေပေါ်များနေတဲ့အပြင်လုပ်ငန်းခွင်တွေအကြောင်းပြောပြီးဆိုတော့အပိုင်း3ရုံဝန်ထမ်းများအတွက်ကြက်တဲလာမှုစီကိုအာယုံနဲ့ဖြောင်းကြည့်ကြပါမယ်တစ်ဖက်မှာတဖြည်းဖြည်းကျုံဝင်လာနေတဲ့ထမယုတ်ကြရုံအလုပ်တွေရဲ့အခြေအနေကတော့ဘယ်လိုရှိနေမလဲအမေရိကန်တိုင်းကောင်းဆိုင်ရန်ဗီဒီယိုတွေအချက်လက်ကြီးကစိတ်မကောင်းစရာတစ်ခုကချစ် GPT စတင်ထွက်ရှိလာပြီးနောက်ပိုင်းမှာလွန်ခဲ့တဲ့အတွက်အခြေခံအဆင့်အလို့ခန်းထားမှုဟာချက်ချင်းဆိုသလို9%အထိကျဆင်းသွားခဲ့ပါတယ်ဒါဟာ AI ရဲ့တရားရိုက်ခတ်မှုကိုတွေ့မြင်ရတဲ့ပထမဆုံးလက္ခဏာတွေထဲကတစ်ခုပါပဲ9%ဆိုတာကနန်းအရနဲတယ်ရောထင်ရပေမဲ့တကယ်တမ်းလက်တွေ့မှာတော့ ChatGPT အလွန်ကာလအတွင်းမှာတင်အခြေခံအဆင့်အလို့ကိုင်းမှာစက်သိန်းတန်းခန့်ပျောက်ဆုံးသွားတာနဲ့ညီမျှနေပါတယ်ဆိုလိုတာက AI ရဲ့တက်ရောက်မှုကိုအများဆုံးခံရတဲ့နယ်ပယ်တွေမှာလွန်ခဲ့တဲ့အတွက်အခွင့်အလမ်းတွေတိတိတတ်တာကိုယော့ကျသွားတာဖြစ်ပါတယ်အရေးအကြီးဆုံးအခြေကတော့ဒီမှာပါအရင်တော့ဆိုရင်အလုပ်ခွင်ကိုစောင့်ဝင်လာတဲ့လူငယ်ဝန်ထမ်းတွေကဝါရင်ဝန်ထမ်းတွေစီကနေအသေးအဖွဲအလုပ်လေးတွေလုပ်ရင်သင်ယူခဲ့ကြရတာပါဒါပေမဲ့အခုအခါမှာတော့အဲ့ဒီလိုအခြေခံသင်ယူလေးလာရတဲ့အလုပ်တာဝန်တွေကို AI ရောက်ဝင်ရောက်နေရယူလိုက်ပြီလေဒါကြောင့်အသက်မွေးဝမ်းကြောင်းလေကားထီရဲ့အောက်ဆုံးစဉ်ဟာပြတ်တောက်သွားခဲ့ပါပြီဒီလိုကြီးမားတဲ့အလုပ်သမားလိုအပ်ချက်နဲ့ရရှိနိုင်မှုကွာရချက်ကိုကျော်လွှားဖို့ကုမ္ပဏီတွေကဘာလုပ်နေကြတယ်လဲဒါကိုအပိုင်းလေးကျွမ်းကျင်မှုကွာရချက်ကိုပေါင်းကူးခြင်းမှာဆက်ကြည့်ပါမယ်သူတို့အသက်အတန်လိုအပ်နေတဲ့လုပ်သားတွေကိုဘလို့စမ်းသစ်တဲ့ပြိုဟာတွေတုံးပြီးပြိုးထောင်နေကြတယ်လဲဒီငွေကြေးဆိုင်ရာအချက်လက်လေးကိုသိချင်တော်တော်လေးအန်သွားပါလိမ့်မယ်ကျွမ်းကျင်လုပ်သားတွေကိုအပြင်ကနေအလွဲတကူရှာမရတော့တဲ့အတွက်ကုမ္ပဏီတွေဟာအလုပ်သမားတယောက်ကိုအခြေခံကစားပြီးလေ့ကျင့်ပေးဖို့ဒေါ်လာ50,000ကနေ80,000အထိကိုအကောင်အကျခံနေကြရတာပါတကယ့်ကိုကြီးမားတဲ့ယင်းနှိမ့်မြတ်မှုကြီးပါပဲဒီတော့ကိုပိုင်းကျွမ်းကျင်လုပ်သားတွေရရှိဖို့ဘလို့အဆင့်လိုက်လေ့ကျင့်ရင်လမ်းကြုံတစ်တွေဖန်တီးနေကြတယ်လဲဆိုတာကြည့်ကြအောင်ပထမဆုံးအလုပ်သမားလိုအပ်တဲ့ data တွေကိုဖင်မချရှာဖွေတယ်ပြီးရင် data တွင် college တွေနဲ့ချိတ်ဆက်ပြီးအလုပ်သင်အစီအစဉ်တွေလုပ်တယ်
အဲ့ဒီကနေမှဆင့်လုပ်ငန်းခွင်ထဲမှာတေချာထပ်ပြီးလေ့ကျင့်သင်ကြားပေးတာမျိုးတွေအထိစနစ်တကျလှုပ်ဆောင်လာကြပါတယ် စဉ်းစားကြည့်ပါရုံးခန်းတစ်ခုရဲ့ပြောင်းလဲမှုမရှိရဲ့နေရာလင်ပတ်ကြားမှာတုံဆိုင်နေရတဲ့အခြေအနေနဲ့ယာတီဥတုတန်ကိုကြမ်းကြမ်းခံပြီးအပြစ်မှအလို့လို့ရတာလုံးဝကိုကွာခြားလာပါတယ်။ကိုင်ဆန်ပြောလို့ပဲအဖြစ်လုံငန်းခွင်ကပြင်းပခတ်ခဲပြီးမဲ့တကယ်လက်စွပ်လက်ကန်ပြနိုင်တဲ့အရာတွေကိုကိုယ်တိုင်တိစောက်ခွင့်ရလို့စိတ်ချမ်းမှုကတော့အပြည့်အဝရရှိစေပါတယ်။ ကဲနောက်ဆုံးပိုင်းကတက္ကသိုလ်ပညာရေးဆိုသည့်ပုံသေးတွေခိုးကိုပြန်လဲစဉ်းစားခြင်းကိုရောက်လာပါပြီဒီလိုစီးပွားရေးနဲ့ AI နည်းပညာအပြောင်းလဲတွေကနေပေါင်းများစွာဆွဲကပ်နေခဲ့တဲ့တက္ကသိုလ်ပညာရေးနဲ့ပတ်သက်တဲ့ပုံသေးယူဆတွေကိုဘယ်လိုများဆင့်ခေါ်နေတယ်လဲဆိုတာကိုလေ့လာတော့ပါပါ ဒီအချက်လက်တွေကတကယ်ကိုစိတ်ဝင်စားစရာပါတစ်ဖက်မှာလက်မှုလုပ်ငန်းတွေရဲ့ဝင်ငွေကောင်းမှုနဲ့တိုးတက်နိုင်ခြေကိုတွေ့ရတယ်လို့အခြားတစ်ဖက်မှာကျတော့မကြသေးမီကမှပွဲရထားတဲ့လူငယ်တွေရဲ့အလုပ်လက်မဲ့နှုန်းက 9.4% ချီမြင့်တက်လာတာကိုနိုင်ရှင်တွေ့ရပါတယ်တက္ကသိုလ်ပွဲရမှဘဝလုံးကြုံမယ်ဆိုတဲ့အယူအဆကအခုချိန်မှာအများမှန်ကန်မနေတော့ဘူးဆိုတာကိုဒီကင်းကတန်းတွေကတက်တည်ပြနေပါတယ် ။ကိုင်ဆိုင်အမခန်းဝေးကျေးဆိုင်ရာအောင်မြင်မှုတွေကိုပဲကြည့်လိုက်။ तू အားအလုပ်ဝင်ပြီးတနေ့ကျော်မှတင်ကိုပိုင်အင်ဝင်နိုင်ခဲ့တယ်။တက္ကသိုလ်အနေထက်ခဲ့တဲ့အတွက်ကျောင်းစီအကျွေးလုံးဝမရှိဘူးလေ။ဒါပြင် तू ထက်တက်မဲ့ခေါင်းဆောင်မှုဆိုင်ရာထင်တန်းတော့ပါအလုပ်ရှင်ကကျောင်းလက်ခါအပြည့်အဝကြားခံပေးအောင်မှာ။စဉ်းစားလိုက်ကြည့်တော့ AT&T မှာဆိုရင်အလုံးနေရ90%က၄နှစ်တင်တက္ကသိုလ်ပွဲမလို့ဘူးတဲ့ဗျာ။ဒါတည်းရင်းနှိခက်စီးပွားရေးမှာတမယုတ်ကြတက္ကသိုလ်လမ်းကြောင်းကိုမရွေးချယ်ပဲနေခြင်းရဲ့တက်ကက်လက်တွေအကျိုးကျေးဇူးတွေပါပဲ ဒီကနေ့တင်ပြချက်ကို AT&T ရဲ့အမှုဆောင်ရာရှိချုပ်မေခွန်းထုတ်ခဲ့တဲ့စဉ်းစားကြမေခွန်းလေးတစ်ခုနဲ့ပဲအနည်းကုန်ချုပ်ချင်းပါတဲ့အလို့အလုံးတော့၄နှစ်တင်တက္ကသိုလ်ပွဲလိုပါသလားတဲ့ AI တွေနေရာယူလာတဲ့ခေတ်မှာဒီမေခွန်းဟာပညာရေးအလို့အကိုင်းနဲ့အောင်မြင်မှုရဲ့တကက်အတိတ်ပဲအစစ်မှန်ဆိုတာဘာလဲဆိုတာကိုကျွန်တော်တို့အားလုံးလေးလေးနက်နက်တွေးတောစရာခက်လာပါပြီ